ညီကိုမောင်နှမတို့ဒါလီစောပါဒီလင်ကပရောပရရှန်တွေကိုထူချီကတော့ဟာဖရတ်တခန်ဤတရစီရောင်ထောင်းနဲ့ရီလွမ်းမိုးခရံအကရောဖိတ်ပါတယ်လွန်ခါတဲ့နေပေါလေးထုံး900ဝန်းကျင်လောက်ကနိုအေးဆိုတဲ့လူပုဂ္ဂိုလ်လက်ထမှာကဘာဂရီဆိုတဲ့ရီလွမ်းမိုးခါပူပါတယ်ဒီကဘာဂရီရီလွမ်းမိုးဆိုတဲ့ပတ်သက်လို့ကျွန်တော်တို့လည်းအရှိခါခါပေါင်ခရပူပါတယ်လေနော်ဟိုတောက်တီရီမုတ်ဖူးတွေဟိုမျိုးတီရီရောက်ကိုရောက်ဖူးတွေစတီအပရန်ဒန်ဒါကြီးဆန်ဆန်ခရပူပါတယ်ဒီကလေးကဘာဂီတခုလုံးရီလွမ်းမှုခံခါရရဆိုစော်ရဲဒန်ဒါရီတသက်မဟုတ်ပြီနဲ့အမန်တကယ်ဖိတ်ပြခါရအပရောရာဖိတ်ပါရဒီအပရောရာနဲ့ပတ်သက်လို့ပရောပရာရှောင်ပါရကဘာဂီကိုရတခေါင်ဖန်ဆောင်ပြီးနောက်မှာလူသားတိစော်ရဲကဘာဂီထမအာမတန်မြတ်ပြလာပါတယ်စိတ်မကုတ်စရာတခုကလူတီးစိတ်နှလုံးသေးမှာအပရိတရကခရီးဆိုလာခါပါတယ်တယောက်နဲ့တယောက်ရက်ဆက်ကတဲ့အနိုင်ချောင်းကတဲ့ကဘာဂရီဆိုရဲလူစရဲအမောက်ထူးနဲ့အဓမ္မမုန်တီပြင်းနဲ့လာဆိုကိုဖရတ်တခေါင်မရောင်ရဲခါကိုတော်ရဲဖန်ဆန်းထားရဲလူသားတီအတော်စိတ်နှလုံးတော်နာကောင်ခါပါတယ်ရတဲ့ကတော့ဖရတ်တခေါင်ကလူသားတီအပရိတီကိုရီနာစီဂရောပိုဆိုပြီးကဆုံးဖဲလိုက်ပါတယ်ရခိုင်ကလူတီသေးမှာဖရတ်တခေါင်ကို crowd run ရိုသေပြီးက primary လူတယောက်ရှိပါတယ်သူနာမည်ကတော့ဟာနိုအေးဖိတ်ပါတယ်ဖရတ်တခေါင်ကနိုအေးကိုတန်ဖော်ကြီးတစုံတိဆောက်ဖို့ခိုက်ပါတယ်နိုအေးရဖရတ်တခေါင်စကားကိုနတ်ထုတ်ပြီးကတန်ဖော်ကြီးကိုစတောင်ဆောက်လုပ်ပါတယ်နိုအေးတန်ဖော်ဆောင်းနေစောကိုလူတီကမနောင်ရဲ့အခါမှာနိုအေးကိုပြေးပြီးကလုံပရိုခဲ့ပါတယ်ရားရီပူခဲ့ပါတယ်နိုအေးကတော့ဟာစိတ်မပြပြင်းနဲ့ဖရတ်တခေါင်ကြီးတတိပိချကိုတစိမ့်မမှန်လိမ့်နာခါပါတယ်တန်ဖော်ကြီးကိုတေဆောက်ပြီးရအခါမှာတော့ဟာနော်အေနန်မိသားစုဝန်ရှေးရောက်ဘရီဂေတရိစံမျိုးစုံအဘိုးအမအလိုက်တန်ဖော်သေးကိုဝန်ခဲ့ပါတယ်ရပြီးကအာဂါထမှာရှိတဲ့တန်ခါပေါတီပွန်လာပြီးကမိုတီလေသီဂရီမီဂီရုရှားပါတယ်ကဘာဘောမှာပထမဦးဆုံးမိုးရောသွန်ခရန်လေးဖိတ်ပါတယ်ရာပိုလီစီတီတီမိုးရောပြီးကကဘာထမှာရှိသမျှအမရန်ဆုံးတောက်ထိပ်တီထတ်တော့ရီဆိုရီစင်ငါတော်လောက်ပုံမှန်လာပါရယ်အပရိတရာဒီပြင်းနေနေလောကာဟောဂီကရီအောင်မှာပျောက်ွယ်လာခပါရယ်နောက်ပိုင်းမှာဖရတ်တခေါင်ရယ်လီကိုတိုက်ခတ်စီပြီးကရီတီကိုလည်းယောနေစီပါရယ်တန်ဖော်ဂရီဆိုလည်းအာရရက်တောက်ထားမှာတောင်လာပါရယ်နောက်ဆုံးမှာရီတီလည်းအားလုံးခန်းခေါက်လာပြီးကနော်အေးနဲ့မိသားစုဆိုလည်းတန်ဖော်ထေကထောလာခဲ့ပါရယ်ရန်ရှိမှာကောက်ခွန်မှာလက်ပါရတဲ့တန်ဂရီတခုပေါ်လာပါရယ်နောအခါမှာရီလွမ်းမိုးခရံဘေတီနဲ့လောကာဂီကိုငါမဖြတ်စီရဒီတတန်ကငါနဲ့တန်ရိုဂရကခိုင်မီရီဂဒီတော်တတိဖိတ်တယ်ဆိုပြီးကဖရတ်တခေါင်လူတီကိုဂဒီတိခါပါရယ်ဒီဝထုရှိအပရန်ကျွန်တော်တို့ကိုပြီးနေတဲ့တန်ခန်းစကားတော့ဟာဖရတ်တခေါင်ရယ်အပရိတ်ကိုတရစီရန်ရယ်ဖရတ်တခေါင်ဖိတ်တယ်ပိုင်နားထော်ရလူတီကိုလေကေတံပြီးရမိတ္တာရှံဖရာလေးဖိတ်ပါရယ်